နော်လူဝဲတူကေဒီညိုင်းတမားရဲပထမဆုံးလဲဟိုဒီပွဲမှာဖိတ်ခေါ်ပေးတဲ့အတွက်ဒီညိုင်းတမားရဲလို့ပြောချင်ပါတယ်ရှင်လဲဒီပွဲမှာပေါ့နော်ဖလောင်းတစ်ချင်းသဘုံနဲ့ပါဝင်ချင်ပါတယ်လို့โอเคပါဦးဘင်ဂျမင်ဆွန်ရဲ့ဒူတော်နာပထန်လို့ပြောရပါတယ်ရှင်Una vez sirva man mal